ကျမ skin care နဲ့ပတ်သက်ပြီးတော့တချို့မသိတဲ့သူတွေကိုကျမပြောပြအောင်မယ်ဒါ IP skin care เนาะကျမ skin care ကိုသုံးတဲ့သူတိုင်း 100% လူတိုင်းတဲ့မှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျမအမှန်တရားပြောတတ်တဲ့မိန်းမဖြစ်တဲ့အတွက်ကျမအမှန်တရားပြောမယ်เนาะကျမဒီ IP ရဲ့ owner เนาะ skin care တိုင်းဒီလူတိုင်းအသားရည်နဲ့တဲ့အောင်သူတို့ထုတ်လုပ်နိုင်တာဒီနှစ်ဒီကဘာမှာမရှိသေးဘူးကျမလည်းเนาะမတွေ့ဘူးသေးဘူးကျမတို့ brand track အင်မတန်ကိုဈေးကြီးပါတယ်ဆိုတော့ SK2 မတဲ့တဲ့သူတွေကဘာမှာဒူးနဲ့တဲ့နေရှိတယ်เนาะကျမ brand track အများကြီးဈေးကြီးပါတယ်ဆိုတော့ channel နဲ့မတဲ့တဲ့သူတွေကဘာမှာအများကြီးရှိတယ်เนาะကျမ brand နေမဟုတ်ဘူး brand အရန်ဈေးကြီးတဲ့เนาะ brand တွေတောင်မျက်နှာနဲ့မတဲ့တဲ့သူတွေကဘာမှာအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်ကျမ brand ဒီလူတိုင်းနဲ့တော့တဲ့ချင်မှာတဲ့လိမ့်မယ်ဒါပေမဲ့တော့မျက်နှာတစ်ခုလုံးရစရာမရှိတော့စုပ်ပြတ်သက်သွားမယ် brand ထဲမှာတော့မပါဘူးဘာကြောင့်လဲဆိုကျမတို့ brand ဒီမြန်မာပြည် FDA ရထားတယ် Thai FDA ရထားတယ် Singapore FDA ရထားတယ်ရှင်တို့ပြောသလိုပေါ့နော်နိုင်ငံတကာထောက်ခံချက်တွေနဲ့ရထားတယ်ကျမတို့စက်ရုံဒီ ISO GMP လက်မှတ်ရကိုရီးယားစက်ရုံမှာထုတ်ထားတာဖြစ်တယ်မြန်မာနိုင်ငံမှာတရားဝင်ကျမအခွန်ဆောင်ထားတယ်ထိုင်းနိုင်ငံမှာလည်းအခုကျမကုမ္ပဏီထောင်ပြီးတရားဝင်အခွန်ဆောင်ပြီးတော့ရောင်းမှာဖြစ်တယ်ဘာဖြစ်လို့ကျမတရားဝင်လောက်တာလဲဆိုတော့ကျမတရားဝင်လောက်လို့ရတဲ့အနေအထားရှိလို့ကျမလောက်တာလောက်လို့ရတဲ့အနေအထားဆိုတော့ပတ်စံချမ်းသာတာဆင်းရဲတာကိုပြောတာမဟုတ်ဘူးเนาะမှန်ကန်တာကိုပြောတာเนาะကျမတို့ရှိမှဆိုဒီလိုအထုပ်ကလေးတွေရှိရယ်ကိုနဲ့အဆင်ပြေလားမပြေလားသိချင်စမ်းသုံးလို့ရတယ်တက်စတာအထုပ်သေးလေးတွေလည်းရှိရယ်ဒါမပါလာဘူးဒါကတော့အထုပ်ပေါ့เนาะ10 ml 10 gram အထုပ်ကလေးတွေရှိရယ်စမ်းသုံးလို့ရတယ်ကြိုက်ရင်သုံးမကြိုက်ရင်မသုံးနဲ့ကျမကတော့ဟာကျမပစ္စည်းသုံးတာနဲ့လူတိုင်း100%တဲ့ပါမယ်လို့တော့ကျမကမရောင်းဘူးဒီလိုမျိုး100%တဲ့တဲ့ brand ကဘာမှလည်းမရှိသေးဘူးเนาะဘာကြောင့်လဲဆိုတော့ကျမတို့ရဲ့ skin ကျမတို့ရဲ့အသားအရည်ကျမတို့ရဲ့ဖြစ်တည်မှုတွေကတယောက်နဲ့တယောက်နဲ့မတူဘူးကျမဆိုရင်လည်းအစားအသောက်စားရင်ကျမနဲ့မတည့်တဲ့အစားအသောက်ဆိုတာရှိတယ် skin care ဆိုရင်ကျမဆိုရင် skin care မှာခရမ်းချင်သည်နဲ့လုံးဝမတည့်ဘူးခရမ်းချင်သည် depth တစ်ခုပါတာနဲ့ကျမမျက်နှာတစ်ခုလုံးအဖုတ်ပိတ်တွေထွက်ပြီးတော့ရားတာအဲ့ဒီအတွက်ကြောင့်ကျမဒီကျမ brand ကိုလူတိုင်းတဲ့တယ်လို့တော့ကျမမရည်ရွယ်ဘူးအဆင်ပြေတဲ့သူလည်းရှိမယ်အဆင်မပြေတဲ့သူလည်းရှိဒါပေမဲ့ကျမတို့ဒီပေါက်လို့ပဲစား brand မဟုတ်ဘူးเนาะကျမပြပြမယ်เนาะကျမ brand ကပေါက်လို့ပဲစား brand မဟုတ်ဘူးနိုင်ငံတော်မှာလည်းအခွန်ဆောင်ထားတယ် FDA တွေလည်းအကြိမ်ရထားတာဒီမြန်မာပြည် FDA မဟုတ်အခုထိုင်းနိုင်ငံမှာကျမတရားဝင်ရောင်းလို့ရတယ်ထိုင်း FDA ရထားတာเนาะစင်ကာပူနိုင်ငံမှာလည်းကျမ FDA ရထားတာဖြစ်တယ်ကိုရီးယား GMP စက်ရုံကနေပြီးတော့ BNP စက်ရုံကနေပြီးတော့ကျမတရားဝင်ယူရောင်းနေတာเนาะအဲ့ဒီစက်ရုံကနေပြီးတော့ယူရောင်းနေတာကျမတယောက်တည်းကိုယ်စားလှယ်မဟုတ်ဘူးမြန်မာတပြည်လုံးမှာကျမရှိတယ်ထိုင်းမှာအခုထိုင်းကိုယ်စားလှယ်ရှိတယ်ဒါပေမဲ့ထိုင်းမှာရှိတဲ့မြန်မာတွေကိုကျမရောင်းချခွင့်လိုင်စင်ရတဲ့အတွက်ထိုင်းမှာရှိတဲ့မြန်မာတွေကိုကျမလာရောက်ရောင်းချတယ်เนาะနောက်ပြီးတော့စင်ကာပူဆိုလဲသူတို့ရဲ့သက်ဆိုင်ရာเนาะကမ်ဘောဒီးယားမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်ဖိလစ်ပင်းမှာလည်းရှိတယ်သူတို့သက်ဆိုင်ရာကိုယ်စားလှယ်တွေယူပြီးတော့ရောင်းတဲ့ brand နော်ရှင်တို့ပြောတဲ့ပေါက်လို့ပဲစား brand လုံးဝမဟုတ်ကျမတို့က network နဲ့ group နဲ့သွားတာဖြစ်တယ်နော်ကျမတို့မှာထောက်ခံချက်လက်မှတ်တွေဆိုတာနိုင်ငံတကာမှာရှိတဲ့ထောက်ခံချက်လက်မှတ်တွေအားလုံးရှိထားတယ်နော်အဲ့ဒီအတွက်ကြောင့်ကျမ brand ဒီကျမအမှန်တရားတစ်ခုပြောတယ်လူတိုင်းနဲ့မတည့်ဘူးကျမ brand ပဲမတည့်တာမဟုတ်ဘူး brand တိုင်းကအသားအရည်တိုင်းကလူတိုင်းနဲ့တဲ့ချင်မှတဲ့အဲ့ဒီအတွက်ကြောင့်နောက်တစ်ခုကျမ brand ကိုရက်လိုက်ရင်မျက်နှာစုပ်ပြတ်တက်သွားတယ်လို့ဘာလို့ပေါ့နော်တချို့ TikTok တွေမှာတွေ့ကျမအံ့ဩတယ်ရှင်ကျမ brand က chemical လုံးဝမပါဘူးမယုံဘူးဆိုရင်ရှင်တို့တွေစင်ကာပူမှာလက်စစ်လို့ရဆိုဒီပစ္စည်းတွေကိုယူသွားပြီးတော့တက်ခွဲခန်းမှာ chemical ဘလောက်ရာခိုင်နှုန်းပါလဲဆိုတာသွားစစ်ဒေါ်လာအများကြီးမပေးရအောင်သွားစစ်ကျမစစ်ထားတယ်ကျမဘာလို့စစ်တာလဲဆိုတော့ကျမမြန်မာပြည်မှာကျမရောင်းတဲ့ခါကျရင်ကျမပစ္စည်းကြောင့်မကောင်းရင်စောက်ရှက်မကွဲခြင်းနော်စောက်ရှက်မကွဲခြင်းအဲ့အတွက်ကြောင့်ကျမပတ်စံအကောင်ခံပြီးတော့အဲ့ဒီစက်ရုံကထွက်သမျှပစ္စည်းတိုင်းကိုစင်ကာပူမှာကျမတို့စစ်ဆေးထားတဲ့အဖြေစာရွက်ရှိတယ်နော် skin care တိုင်းက 0.01%
chemical ထည့်ရတယ်အဲ့ဒါမှအသားရည်ကိုပို့ပြီးတော့ထိရောက်တာဒါပေမဲ့ကျမတို့ IBD เนาะစင်ကာပူမှာစစ်ထားတဲ့အဖြေစာရွက်ရှိတယ် 0.001% ပဲရှိတယ် not 1% အောင်မပြည့်ဘူးเนาะအဲ့ဒီအတွက်ကြောင့်ဖြတ်လိုက်လို့မျက်နှာပျက်စီးသွားတယ်ဆိုတာလုံးဝမဟုတ်ပါဘူးနောက်တစ်ခုကျတော့အခုကျမရဲ့ serum တို့ sun cream တို့ soothing တို့မျက်နှာသစ်တို့ toner တို့ကို daily သုံးတယ်အဲ့တော့ IB ကိုလူတိုင်း cream เนาะ IB cream ကဒီမှာအထုပ်တော့ပါလာတယ်เนาะအထုပ်တော့ပါလာတယ်လူတိုင်းတဲ့ဖို့မတဲ့ဖို့မသေးချဘူးရှင်တို့မျက်နှာ chemical တွေနဲ့ထိတွေ့ဘူးလေဆိုရင်တေးကြတယ်ဒီ IB cream ကရှင်တို့ကို chemical တွေဆွဲထုတ်ပေးလိမ့်မယ်နောက်တစ်ခု tin take ဆိုတဲ့သဘောကမျက်နှာအတိမ်အနက်ပေါ်မှာမူတည်တယ် skin care ကိုစော်ကားခြင်းတယ်ဆို skin care အကြောင်းသိအောင်လေ့လာ tin take ရဲ့သဘောတဘာဝပျောက်တဲ့ tin take ရှိတယ်မပျောက်တဲ့ tin take ရှိတယ်ပျောက်တဲ့ tin take ဆိုတာနေလောင်တန်ကြောင့်ထိလေ tin take ပျောက်တယ်နော်ကိုယ့်ရဲ့တအိမ်တွေမီးရက်တွေမမှန်တာနော်ကိုယ့်ရဲ့ main ကလေးဟော်မုန်းကြောင့်ထွက်တဲ့ tin take လုံးဝမပြောက်ဘူးအဲ့ဒီဟော်မုန်းပြောင်းမယ်နောက် what chan နော်ဒီလိုမျိုးside effect virus တွေဖြစ်လို့နော်ပေါက်တဲ့ what chan ပျောက်တယ်ဟော်မုန်း what chan သိတော့မပျောက်ဘူးဟော်မုန်းချိန်ပြီးမှဟော်မုန်းအတွက်ဆေးတောက်ပြီးမှကျမတို့နော်ကျမကောင်လေး what chan နဲ့နင်းထိုးပေါက်တယ်ကျမဆေးကန်းတော့ပြရတယ် IB မနိုင်ဘူးနော်အဲ့လောက်မျိုးစုပ်ပြတ်တက်နေတဲ့မျက်နှာတွေကျမတို့ skin care မနိုင်ဘူး chemical အများကြီးမပါဘူးဆေးကန်းတော့ပြရတယ်ပိုးသက်ဆေးတောက်ရတယ်ပိုးသက်ဆေးတောက်ပြီးတော့မှကျမတို့ skin care နဲ့ပြန်ပြီးတော့ထိမ့်သိမ်းရတယ်နော်ခုနပြောသူကျမဒီအမှန်တရားပြောရောင်းနေသူဖြစ်တဲ့တင်တာကျမပစ္စည်းဟာဝက်ချန်နေအားလုံးပျောက်ပါတယ်ဟာကျမပစ္စည်းကဘလို့တင်တိတ်တွေအားလုံးပျောက်ပါတယ်ညံလေးကိုလွာတော့အဲ့လိုပြောရင်လည်းမယုံနဲ့တင်တိတ်ဆိုတော့ခုနပြောသူလို့ပျောက်တဲ့အတိုင်းတာလည်းရှိတယ်မပျောက်တဲ့အတိုင်းတာလည်းရှိတယ်ကိုယ့်ပေါ်မှာမူတည်တယ်ဝက်ချန်ဆိုအရန်ဝက်ချန်နေအရန်များရင်တေးကြတယ်စေကန်းသွားပြီးတော့တောက်ဆေးတွေတောက်ဆေးဆရာဝန်နဲ့တေးချပြကျမတို့ skin care က skin care အဆင့်ပဲရှိတာနော်ကျမတို့အခုလူတယောက်လို့ပြောကွာနေမကောင်းဖြစ်တယ်ဖျားတယ်နားတယ်အိမ်မှာပါရာတောက်လိုက်လို့တက်တာသွားတဲ့သူလည်းရှိတယ်ကျမတို့ skin care ပါရာပဲရှိရနော်ဒါပေမဲ့ तू ကအရန်ကိုဖျားနာပြီးတော့လုံးဝအိယာထလို့လုံးဝမရတော့အရန်ကိုဖြစ်နေပြီဆိုရင်တော့ကျမတို့ဆေးရုံတက်ရတယ်ရှင်အဲ့လိုမျိုးဆေးရုံတက်နေရမယ်လူနာတွေကိုကျမတို့ IB skin care နဲ့တော့ကျမတို့ကမပြောင်းနိုင်ဘူးရှင်ဒါရှင်းပဲဆေးရုံတက်ရမယ်မျက်နှာဆိုဆေးရုံသွားတက်နော်ဆေးကန်းကုဆရာဝန်နေနဲ့ကုနော်မြန်မာပြည်မှာဆရာဝန်တွေအများကြီးရှိရကု clinic ဆရာတွေနဲ့ကုပြီးတော့မှကျမတို့ skin care ပုံစံမျိုး step by step ပြန်ထိန်းရမှာအခုမြန်မာပြည်ကလူတွေကဘယ်လိုလဲဆိုတဲ့ခါကျတော့အရင်တော့ chemical တွေသုံးပြီးတော့မျက်နှာတွေကတေးကောင်းမောင်းလဲတွေဖြစ်ပြီးတော့မှ skin care တွေသုံးတော့မပြောက်ဘူးဘယ်ပြောက်မလဲအဲ့ဒါဆေးကန်းပြရမယ်မျက်နှာတွေတင်တိတ်ဆိုလဲအဲ့တိုင်းပဲဆေးကန်းပြရတဲ့တင်တိတ်တွေရှိတယ်အဲ့အတွက်ကြောင့်တချို့ skin care ရောင်းတဲ့သူတွေကရှင်တို့ကိုလိန်ရောင်းကောင်းလိန်ရောင်းလိုက်မယ်ကျမတို့လိန်မရောင်းရှင်းပဲပြောပြတာဘာကြောင့်လိန်မရောင်းလဲဆိုတော့ကျမအမှန်တရားကိုပြောပြီးတော့အလုံးလုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျမအခုချိန်ထိရက်တည်နိုင်တယ်ကျမတို့စက်ယုံဒီ BNB ကိုရီးယားစက်ယုံကထုတ်တာကျမပေါက်လို့ပဲစားထွက်ထားတာမဟုတ်ဘူးနော်မြန်မာပြည် FDA တွေအလက်ကားရထားတာမဟုတ်ပြီးတော့ကျမတို့ online license နဲ့ online register နဲ့ရက်တည်နေတဲ့ brand နော်တွေ့တဲ့ပစ္စည်းလက်ညှိုးထိုးပြီးသူများနဲ့ကျမကိုရောရောင်ပြီးထဲလို့မရအောင်ကျမအကြောင်းသိချင်တယ်ဆိုကျမ brand အကြောင်းအရင်စုံစမ်းဒီမှာပါဝင်ပစ္စည်းတွေအရင်ဖတ်တတ်အောင်ပတ်ကျမတို့ product တိုင်းမှာပါဝင်ပစ္စည်းအသေးစိတ်ပါတယ်ဒီမှာအသေးစိတ်တစ်ခုချင်းစီကို Google ခောက်ပြီးတော့ဘာတွေကောင်းလဲဆိုတော့ဖတ်ကိုနဲ့ဖတ်ပြီးတော့မှကိုနဲ့တဲ့တယ်ဆိုမှဝယ်တော့တိလားအဲ့တာလာပြောတာမောတယ်